ကျွန်တော်ဒီကျမ်းပိုက်နေငယ်စင်စင်ကနေငယ်ပြောကြချင်လူတွေကတော့ကိုယ့်ဘာကိုလူကောင်းလို့ထင်ကြတယ်ဒါပေမဲ့ဖြတ်ခင်ရဲ့ဆန်လုံးနဲ့ကြည့်မယ်ဆိုရင်လူတိုင်းအပြည့်ရှိတယ်ပြောဖို့တဲ့ကျွန်တော်ကျမ်းပိုက်တစ်ပိုက်ဖတ်ချင်ပါတယ်ယောမခန်းကြီးတော့ခန်းငယ်23အပေကြောင့်ဤဟုမူကားလူပေါင်းတို့သည်သူစရိုက်ကိုပြုပြီးဖြတ်ခင်ရှိတော်၌အဒီပြကြပြီကျွန်တော်ဒီကျမ်းပိုက်ကိုနည်းငယ်ပြန်ရှင်းပြချင်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်အလုံးကစိတ်ထဲမှာစိတ်နဲ့ပြမရတဲ့အဖြစ်ရှိလို့အပြုမှုနဲ့ပြမရတဲ့အဖြစ်တွေလည်းရှိတယ်တော့ပြန်ခင်ဆန်လုံးနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အပေါ်ကပြည့်စုံတဲ့လူတွေမဟုတ်ဘူးဆိုတော့ကျွန်တော်တို့တည်ပေါ်ရလိုရတယ်နောက်တစ်ချက်ကတော့ပြည့်ရဲ့ကျိုးဆက်ဖို့ပြည့်ရှိပြည့်တယ်ရှိတယ်ဆိုတော့လည်းကျွန်တော်တည်ပေါ်လိုပါတယ်ဒါနဲ့ကျမ်းပိုက်တစ်ပိုက်ပြန်ဖတ်ချင်ယောမဝရစာခန်းကြီး6ခန်းငယ်23ပြတ်ခင်ပြီးတော်မူသောစုကျေးဇူးတော်ကငါတို့တခင်ယေရှုခရစ်အဖြစ်ထာဝရအသက်ပေးနေအပြည့်လို့ရင်ပြည့်တယ်ရှိရဆိုတော့တဘာဝပါပဲဒါပေမဲ့ကျမ်းစာပြည့်ရဲ့အကျိုးကပြတ်ခင်နဲ့ထာဝရဝိက္ခရခြင်းဒီချင်းလို့ဆိုရတာဖြစ်ပါတယ်ကျမ်းစာမှာတော့ဒါကိုကျွန်တော်တို့ကိုယ့်အကိုပို့ပြီးတော့မကျော်လာနိုင်အခုကြောက်ကြည့်လို့ပဲပြောအောင်အဲ့လိုပါပဲဒါကိုကြည့်ပြီးယေရှုရဲ့ချစ်ခြင်းနဲ့တော်လေးပြန်ကြည့်အောင်ဖြစ်ပါတယ်ဒါတည်ငေါ့ဝမ်းမြောက်စရာပေါ့ဒါစင်ချက်မှာအခန်းကြီးယောမဝရစာအခန်းကြီးအခန်းငယ်ရှင်းပါဆိုငါတို့ဒီအပြည့်ရှိစေရင်ယေရှုခရစ်တော်ဒီငါတို့အတွက်အတည်ခံတော်မူသည်ဖြစ်၍ဖျားခင်ဒီငါတို့ကိုဗေမြတော့ချစ်တော်မူသည်ကိုငါတို့ကထင်ရှားစွာပြတော်မူ၏ဖျားခင်ကကျွန်တော်တို့နော်ချစ်လို့ကျွန်တော်တို့ရဲ့အပြည့်ကိုယ်တိုင်လာပြောအတည်ခံပြီးတယ်ယေရှုခရစ်တော်ကကျွန်တော်တို့အတွက်အတည်ခံပြီးတင်းနေရှင်မြတ်မြောက်ခြင်းဖြင့်ကေဒီချင်းအောင်ဖွင့်ပေးရအောင်ယုံကြည်အတော်ဖြစ်ယုံကြည်ခြင်းဖြင့်လက်ခံခြင်းကိုတော့ကျွန်တော်ယောမအခန်းကြီးမှာလည်းယောမအခန်းကြီး30ခန်းငယ်9မှာလည်းအဘေတို့နီးခုမူကတေဒီဒီခင်ယေရှုကိုနှုတ်ဖြစ်ဝင်ခွင့်၍ဖျားခင်ဒီသူတို့ဒီချင်းမှထမ်းမြောက်စေတော်မူပြီးခုစိတ်နှလုံးထားတဲ့၌ယုံကြည်တဲ့ကေဒီချင်းတို့ရောက်လိမ့်မည်ဒီကေဒီချင်းကလည်းကျွန်တော်တို့ခမ်းမဲ့ရတဲ့လက်ဆောင်ပါပဲတော့မိတ်ဆွေတို့အနေနဲ့ခရစ်တော်ကကေဒီချင်းအဖြစ်ယုံကြည်လက်ခံပြီးဝန်ခံမယ်ဆိုရင်အပြည့်လို့ချင်းနဲ့ထာဝရတဲ့ကိုရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီလောက်နဲ့ပဲနေငယ်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်